ပြင်းစရာကောင်းတဲ့ Minecraft 3ကဘာကြီးရနေပြီးတော့ကျွန်တော်တို့ကစောင်းရမ်းတိုးတက်တဲ့မျိုးပြိုင်တစ်ခုကိုဆောက်လုပ်သွားမယ်ဆိုရင်ရောဘရိုစိတ်ဝင်စားလားအဲ့တော့ကျွန်တော်ရဲ့ Minecraft ပြင်းစရာကောင်းတဲ့3ကဘာနေပြီးတော့မျိုးပြကိုဆောက်လုပ်သွားမယ်ဗီဒီယိုpart 2ပဲဖြစ်ပါတယ်အားလုံးပဲစလိုက်ရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုတော့ Minecraft တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုတော့ Minecraft ကိုအဲ့ဒီစောင်းရမ်းတိုးတက်တဲ့မျိုးပြိုင်တစ်ခုပြင်ဆောက်လုပ်သွားမှာဆိုတော့ကျွန်တော်ဒီနေ့ဘာကိုစောင့်ရင်ကောင်းမလဲဆိုတာကတော့ကျွန်တော်ဒီ Minecraft ထဲမှာဆက်သွယ်ရေးတွေကရမ်းရေးကြည့်ရတယ်။အားကြောင့်မို့ကျွန်တော်တို့ကဒီ Minecraft ထဲမှာအဲ့ဒီရထားဘူးလာတွေဘာတွေကမရှိမဖြစ်လို့ရမယ်။ဒါကြောင့်မလို့ကျွန်တော်ဒီနေ့မှာဆိုတော့ Minecraft ထဲမှာရထားဘူးတော်ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ Decoration ကတော့ကျွန်တော်နေရာရွေးထားတာကြတော့ဒီမှာပြမယ်ခဏလေးကျွန်တော်လည်းပြမယ်။ဟောခဏဟုတ်ပါကျွန်တော်နေရာရွေးထားတဲ့နေရာကတော့ကျွန်တော်ရဲ့ဒီအိမ်နောက်ခေမှာညီကြီးတွေနည်းနည်းလေးဖို့ပြီးတော့ကျွန်တော်ရထားဘူးတော်ဆောက်လုပ်သွားမှာဖြစ်ပါတယ်ပေါ့နော်။ကဲဒါဆိုကျွန်တော်တို့တွေနေကြီးလေးစဖို့လာ let's go ကဲဆိုတော့ကျွန်တော်ဒီတော့မြေကြီးကဒီတော့ပဲဖို့မယ်ပေါ့နော်မြေကြီးဖို့လို့ပြောရဆိုကျွန်တော်တို့တွေကအဲ့ဒီစပြီးတော့တစ်သားတွေပိုင်းနဲ့စပြီးတော့စောက်ရတော့မယ်ကျွန်တော်စောက်မဲ့ဒီဇိုင်းကကျတော့တစ်သားနဲ့တိတ်ပြီးတော့မစောက်ချင်ဘူးကျွန်တော်ကကြောက်ကြောက်တုံးလေးကိုတုံးချင်တယ်ဗျာအားကြောင့်မို့ကြောက်တုံးလေးတုံးပြီးစောက်မှာဖြစ်ပါတယ် let's go ဒီဟာလေးနဲ့ဆိုပို့ပြီးလိုက်မလားမသိဘူးဒီမှာပြမယ်ဒီလိုမျိုးလေးအေးကျတာပူလာဆိုတာဒီနားကနေစရမယ်ဒီတက်ကျွန်တော်ပြမယ်ဒီပူလာတော့အများကြီးလိုမျိုးအမိုးတွေပါရတော့ကျွန်တော်မလုပ်တော့ဘူးပေါ့နော်ဒီလိုမျိုးပထမကျွန်တော်ကတော့ဒီလိုမျိုးအဲ့လိုမျိုးလေကတစ်လေးပုံစံလေးဝင်ဆောက်လိုက်တယ်ပေါ့နော်လေကတစ်လေးဆောက်သွားပြီဆိုကျွန်တော်ဒီမှာတိုက်လိုက်ဆင်းမှုအတွက်လေကူဖို့ဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးလေးလိုက်ပြီးတော့လုပ်ပြီးတယ်ဒီလိုမျိုးသိရမလားအဲ့ဒါပို့ပြီးတက်လာလွယ်သွားတယ်ကဲကျွန်တော်စိတ်ဒီဟာကိုတက်ပွားကြီးတက်ဖို့တော့လုပ်ပွားကြီးဆိုတော့ရထားကိုဘာပြီးစပြီးစောက်တော့မယ်ရထားကြောင့်ကျွန်တော်တို့ကဘာနဲ့စောက်ရင်ကောင်းမလဲမသိဘူးကျွန်တော်ကအဲ့တာမဲ့ရထားလေးပဲစောက်မှာဆိုတော့တစ်သားလေးနဲ့ပဲတုံးရင်ကောင်းမလားဒီမှာတန်ဆိုလို့ဘာရှိလဲအိုးဒါလေးလာတယ်မကြည့်လိုက်ဒီလေးစောက်ရင်လာမလားမသိဘူးရထားကိုကျွန်တော်လမ်းနဲ့လမ်းခွဲမှာအသွားလမ်းနဲ့အပြန်လမ်းဆိုပြီးတော့โอเคဒါကတော့အသွားလမ်းဒါအပြန်လမ်းโอเคအဲ့လိုမျိုးခွဲဆောက်လိုက်မယ်ဆိုရင်မိုက်တယ်ဒါမှမဟုတ်လေဒီလိုမျိုးတစ်ခါလေးပဲဆောက်လိုက်ကောင်းမလားမသိဘူးမိုးကရွာလာပြီကဲကျွန်တော်ဒီလိုမျိုးလမ်းပဲဆောက်လိုက်တော့မယ်ပေါ့နည်းနည်းလမ်းလေးပဲโอเคဒါပဲလိုက်မယ်လို့ထင်ပါတယ်ဒီမျိုးလေးတော့မယ်ဘယ်တီးသွားမလဲဆိုကျွန်တော်တငယ်ချင်းဆောက်လိုက်အိမ်နာတီးသွားပြီးဆောက်မှာโอเคနည်းနည်းလေးလုပ်လိုက်အောင်အားလုံးတော့ဒီလိုမျိုးလေးပဲစောက်လိုက်ပါတယ်မကြီးဒီနားကျနည်းနည်းလေးကုန်းလာတယ်အဲ့လိုမျိုးကုန်းလာတဲ့ပုံစံလေးစောက်လိုက်တယ်ပြီးသွားရင်အပြန်လန်းကိုဒီဘက်တော့စောက်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်စောက်ဖို့ရတော့အများတော်တော်များများတော့ကြံပါသေးရဲ့ဒီအပြန်လန်းဆောက်တော့မယ်ပေါ့ဒီလိုမျိုးလေးစောနာလိုပဲစောက်မှာပါပြီးသွားရင်ကျွန်တော်ကဒီလိုမျိုးလေးအလှလေးနည်းနည်းထပ်ဆင်လိုက်သေးရပေါ့နော်အဲ့ဒီလမ်းတရားကြီးကသူတို့အဖြောင်းကြီးဆိုတိတ်ပြီးတော့ကြည့်လို့မလှမှာကြောက်လို့နည်းနည်းအလှလေးထပ်ပြီးတော့ဆင်ထားပါတယ်ခင်ဗျာပြီးသွားရင်ကျွန်တော်ပန်းကြံဆောက်မယ်ပေါ့နော်ဗီဒီယိုကပန်းကြံဆောက်မယ်ဒီနေ့ဗီဒီယိုကကြောက်ကျွန်တော်ကလာပြီးတော့ဘူဒါလာဆောက်သွားပြီးတော့ပေါ့နော်နောက်ဗီဒီယိုကျရင်ကျွန်တော်တငယ်ချင်းပေါင်းပြီးတော့ဘူဒါဆောက်တဲ့ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာကျွန်တော်အခုတော့အလှလေးထပ်ဆင်လိုက်အောင်မယ်ပေါ့နော်โอเคပြီးသွားရင်ကျွန်တော်ဒီနားလေးမှာကျွန်တော်အကြံရတဲ့အတိုင်းနဲ့ဆက်ဆောက်လိုက်အောင်မယ်ဒီလိုလေးကျွန်တော်အကြံရတာပါနော်
ဆောက်လို့တော့ပြီးသွားပြီပေါ့နော်တန်မန်းလေးတက်ရုံပဲကြံပါတော့တယ်ကျွန်တော်တန်မန်းကတော့တန်လန်းပါလားတန်မန်းဖြစ်သွားတယ်တန်လန်းပဲတက်ရုံပဲကြံတော့တယ်အဲဒါကြောင့်မို့ကျွန်တော်တန်လန်းကိုတော့ကျွန်တော်နောက်တဲ့ဗီဒီယိုမှာတက်ထားပေးပါမယ်ခင်ဗျာအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုချန်နေတက်တယ်ဆိုရင်တော့ like and subscribe လေးနဲ့ကူညီခဲ့ပေးပါတော့တောင်းဆိုချင်ပါတယ်ကျွန်တော်နောက်နေ့ကျရင်ပန်းချန်စောက်တဲ့ဗီဒီယိုနဲ့အတူပြန်လာပါအောင်မယ်ခင်ဗျာအားလုံးပဲ see you